တို့ရဲ့ဆိုင်မှာတော့စသရ50 kg 15 kg 5 kg နဲ့မိโกလေးကအစအားလုံးအသင်ပြောင်းစီစဉ်ထားပါတယ်ကိုပိုင်အိမ်လေးတွေကိုလည်းပဲကျွန်တော်တို့အဖွဲ့တွေနဲ့လိုက်ပြီးတော့အိမ်ရောက်စနစ်ပို့တဲ့စနစ်ကိုဆောင်ရွက်ထားပါတယ်ကျွန်တော်တို့ရဲ့ gas ကတော့ကိုပိုင်စိတ်ကန်းကီလိုဝါမှာကိုပိုင်တာမနယ်နဲ့ကိုပိုင်စိတ်ကန်းမှာရှိတဲ့ကျက်နေတဲ့တူလောင်ပြီးတော့စိတ်တိုင်းကြဖြန့်ညီပေးတဲ့အတွက် gas ကာလီလည်းကောင်းပါတယ် ပစ္စည်းအရေးသွေးဦးစားပေးပြီးတော့တင်သွင်းပါတယ်နောက်သုံးတဲ့ material တွေအနေနဲ့ကလည်း international SOP တွေအရ safety ဘိုင်းကိုဦးစားပေးပြီးတော့သုံးထားတဲ့အတွက်လွယ်ကူစွာသုံးနိုင်တယ်လို့ safety အနေနဲ့လည်းစိတ်ချရပါတယ်ဘားတွေအနေနဲ့ဆိုလို့ရှိရင်ဘားကိုဖွင့်ထားတော့လည်းပဲအထက်က gas မထွက်အောင်လို့အတွက်ဒီဘားမှာ safety system ထည့်ထားတဲ့အတွက်လုံးဝလုံကြီးစိတ်ကြရတယ်ဆိုတဲ့အကြောင်းပြောလိုပါတယ် standard အနေနဲ့ကအိုးအပြေထား3ကြိုးသုံးထားပါတယ်ဒါကတော့အိမ်သုံးလေးတွေဖြစ်တဲ့ 5kg အိုးလေးတွေဖြစ်ပါတယ်ဒါကတော့ 15kg အိုးဖြစ်ပါတယ်ဒါကတော့ 50kg အိုးဖြစ်ပါတယ်เนาะ standard အနေနဲ့ကျွန်တော်ဒီ3ကြိုး3စားကိုပြန်ပြီးရောင်းချလေးရရှိပါတယ်လောလောဆယ်